အဝေးကွင်းမှာနိုင်ပွဲဆက်နိုင်အောင်မလားအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေအားလုံးကိုကြိုဆိုပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးဖို့ရန်အတွက်အားလုံးကိုမေတ္တာရက်ခံချင်ပါတယ် Manchester United အသင်းဟာ Premier League ပွဲစဉ်26မှာတော့ West Ham အသင်းကိုအဝေးကွင်းမှာတွားရောက်ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်ဒီပွဲစဉ် Manchester United အတွက်တော့တကယ်ခက်ခဲမဲ့ပွဲစဉ်ဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုရင်သူကအဝေးခွင့်မှာတွားရောက်ရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်အင်ရှင်အသင်းနဲ့ဘယ်လောက်ထိပြင်ဆင်တယ်ဘယ်လောက်ထိဆွမ်းဆောင်နိုင်မလဲဆိုတာကို Manchester United အတွက်အခက်ခဲတွေ့ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒီပွဲစဉ်ကအနိုင်ယူခဲ့မယ်ဆိုရင် Manchester United အသင်းကငါပွဲဆက်ရှုံးပွဲမရှိတဲ့ဆန်ချင်းကိုတင်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့စကူတင်ဖန်အတွက်ကတော့ Manchester United ဘေးချင်းရှုံးမလဲဘေးချင်းကြာရှုံးသွားမလဲဆိုတော့ကိုပဲစောင့်မျှော်နေကြတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒီပွဲစဉ်မှာညီပြကြီးကာရက်ကဘလို့ညီပြူဟာတွေဘလို့တိုက်စစ်စင်မှုတွေဘလို့ခံစစ်မျိုးတွေနဲ့ပွဲထွက်လာမလဲဘလို့အနိုင်ယူမှုမျိုးတွေကိုကျွန်တော်မြင်တွေ့ရမလဲဆိုတာ Manchester United အသင်းအတွက်တော့တကယ်ကိုစိတ်ဝင်စားစရာဖြစ်ပါတယ်ဒီပွဲစဉ်ကမြန်မာစံတော်ချိန်2:45မှာကျင်းပသွားမှာဖြစ်တဲ့အတွက်နည်းနည်းတော့အညာနဲ့ပါတယ်ပရိသတ်တွေဂျိုတင်ပြီးတော့အေးဝါအိတ်ထားပြီးတော့ဒီပွဲစဉ်လာတဲ့ခါမှာကျွန်တော်တို့အတူတူကကြီးစုအားပေးဖို့ရန်အတွက်အားရှိမှဖြစ်တဲ့အတွက်ပရိသတ်တွေကိုဒါလေးကိုမှားချင်ပါတယ်ဒီပွဲစဉ်ကျွန်တော်တို့နိုင်ယူခဲ့မယ်ဆိုရင်ကျွန်တော်တို့ချန်ပီယံပရီးမီယာလိချန်ပီယံဖလားကိုကျွန်တော်တို့ဆင်ခေါ်နိုင်မဲ့အရေးချင်းနောက်တစ်ဆင့်ရှိသွားမှာဖြစ်တဲ့အတွက်ပရိသတ်များမအိပ်ဘဲနဲ့အားယူပြီးတော့ကျွန်တော်တို့စောင့်မျှော်ကြည့်ရှုကြဖို့ရန်အတွက်အားလုံးကိုတိုက်တွန်းချင်ပါတယ်။ West Ham နဲ့ Manchester United ဘယ်သူအနိုင်ယူပြီးတော့ဘယ်သူနောက်တစ်ဆင့်တက်လှမ်းနိုင်မလဲဆိုတာကိုကျွန်တော်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဒီပွဲစဉ်16မှာ Manchester United ကအနိုင်ယူခဲ့မယ်ဆိုရင်ဒီပွဲတော့လှပါပြီ။အဲကြောင့်အားပေးခဲ့ပါဦးလို့မေတ္တာရက်ခံချင်ပါတယ်။အားလုံးအထူးကျေးဇူးတင်ပါတယ်။ Bye bye